ခုကျွန်တော်တို့ printer ထုတ်တာတွေ print ထုတ်တာတွေကိုလက်တွေ့သင်ကြားပေးတော့မှာပါ။ရင်ဆုံးကွန်ပျူတာမှာကိုထုတ်တဲ့ printer ရှိဖို့လိုအပ်ပါတယ်။အကွေး printer မရှိသေးဘူးဆိုရင် printer driver ကို install လုပ်ဖို့လိုအပ်ပါတယ်။ခုကျွန်တော်တို့ကြည့်မယ်။ကျွန်တော်တို့ထုတ်မှာ Canon LBB 2900အဲ့ဒီတော့ကျွန်တော်တို့က stack ကနေ device printer လေးကိုကြည့်လိုက်ပါမယ်။ကျွန်တော်တို့ထုတ်တဲ့ printer မပါသေးပါဘူး။အဲ့ဒီတော့ကျွန်တော်တို့ printer driver ကိုရင်မောင်းပါမယ်နော်။ခု run autorun.exe လေးကိုနှိပ်မယ်ပေါ့နော်။ဒီမှာဆိုတာ Canon LBB 2900လို့ပြနေပါတယ်။ကျွန်တော်တို့ run autorun.exe ကိုတစ်ချက်နှိပ်ပါမယ်။အဲ့မှာ easy installation custom installation display manuals exit ဆိုပြီးတော့ပါပါတယ်ကျွန်တော်တို့က custom installation နဲ့ပဲသွားပါမယ် custom installation ကိုတစ်ချက်နေပဲပေါ့နော်အဲ့တော့ online menu ရဆိုကျွန်တော်တို့မလိုအပ်ပါဘူးကျွန်တော်တို့က driver ပဲထဲမှာဖြစ်တဲ့အတွက် printer driver ကိုပဲအမှတ်ချက်ထားပြီးတော့ကျွန်တော်တို့ install ကိုနှိပ်ပါမယ်မ license agreement နဲ့ license ကိုသဘောတူလားတဲ့ကျွန်တော်တို့က license ကို yes လို့နှိပ်မှသာရှေ့ဆက်သွားလို့အလုပ်လုပ်လို့ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ yes ကိုတစ်ချက်နှိပ်ပါမယ်printer driver ကိုစတင် install လုပ်နေပါပြီအဲ့ဒီပြထားတဲ့ progress bar ပြည့်အောင်ကျွန်တော်တို့စောင့်ပါမယ်ကျွန်တော်တို့ထုတ်မဲ့ကွန်ပျူတာက Canon LBB 2900ပါအဲ့ဒီ Canon LBB 2900အတိုင်းပဲကွန်ပျူတာမှာပါရှိနေဖို့လိုအပ်ပါတယ်မပါသေးရင်ခုလို driver မောင်းအောင်ပါပါခု driver မောင်းဖို့တက်တက်ဝစ်စာတွေပေါ်နေတယ်ကျွန်တော်တို့ next ကိုနှိပ်ပေးမယ်နော်အဲ့တော့ USB connection နဲ့ပဲသွားမယ်ဆိုတော့ကျွန်တော်တို့ next ကိုပဲနှိပ်ပါမယ်ဒါ file off setting တွေဟို block လုပ်မှလားမလုပ်ဘူးလားမေးတယ်ကျွန်တော်တို့ဘာမှမပြောပါဘူးကျွန်တော်တို့ yes ကိုပဲနှိပ်ပါမယ် yes ကိုနှိပ်ပါမယ်ဒါဆိုကျွန်တော်တို့ဒီ progress bar ပြည့်နေတာကိုပြည့်အောင်ကျွန်တော်တို့စောင့်အောင်ပါမယ်နော်ဒါဒီ Canon printer driver တွေရဲ့ CAPT printer driver ဖြစ်ပါတယ်ဒါ USB connection မှသိအောင်ကျွန်တော်တို့ power ပိတ်ခိုင်း power ကိုဖွင့်ခိုင်းတာပါအဲ့တော့ကျွန်တော် printer ကို power ခဏပိတ်မယ်ပြီးရင်ကျွန်တော်တို့ power ပြန်ဖွင့်မယ်ပေါ့နော်အဲ့ဒါပြီးကျွန်တော်တို့ next ကိုနှိပ်မယ် restart ချခိုင်းတယ်တော့မချတော့ပါဘူးเนาะ restart exit လုပ်လိုက်ပါမယ်ဟုတ်လား printer driver ကျွန်တော်တို့ကွန်ပျူတာထဲဝင်သွားပြီလားဆိုတော့ကျွန်တော်တို့တစ်ချက်ကြည့်အောင် device and printer step button နဲ့ device and printer တွေကိုကြည့်မယ်ဟောဝင်သွားပါပြီ MPP 2900 printer တဲ့ကျွန်တော်တို့တကယ်ဝင်သွားပြီเนาะအဲ့တော့ကျွန်တော်အဲ့ဒါနေကျွန်တော်တို့ print ထုတ်ကြည့်မယ်ပေါ့เนาะ print ထုတ်မယ်ကျွန်တော်တို့ test print ထုတ်ကြည့်မယ်เนาะကို printer တကယ်ထွက်မထွက်ကိုကျွန်တော်တို့ test print စမ်းကြည့်မယ်ခဏပြောတဲ့ printer device and printer တွေကိုကျွန်တော်တို့ဝင်မယ်ဝင်ပြီးရင်သူ့ printer ပေါ်ကျွန်တော် right click နှိပ်မယ်နှိပ်ပြီးတော့ကျွန်တော်တို့ printer preference ကိုနှိပ်မယ်printer preference မဟုတ်သေးဘူးဒါဆိုကျွန်တော်တို့ printer property ကိုကျွန်တော်တို့နှိပ်မယ်ဟောဒီမှာ print test page ကျွန်တော် print test page ကိုတစ်ချက်နှိပ်လိုက်မယ်နော်အဲဆိုရင်test page ကို printer ထုတ်ပေးနေပါပြီကဲ printer test page ကိုအောင်မြင်စွာထုတ်ပေးပြီးကြောင်းဖြစ်သွားပါပြီအဲဒါကျွန်တော်တို့ close နှိပ်ပါမယ်ဒီကွန်ပျူတာမှာဒီ printer အောင်မြင်စွာချိတ်ဆက်ပြီးတော့ test print ကသက်သေပြနေပါတယ် okay